Nigo Story Channel မှာကြိုဆိုပါရစေ။အပိုင်းနဲ့ဖိုးခေါင်နဲ့စုံမကြီးဤကလစားမိတ်ဆွေတို့နားထောင်မှုအစင်းလင်းဖြစ်ရင်ဇလန်းလေးစတင်လိုက်ကြရအောင်။စုံမကြီးတော်မြဟာဖိုးခေါင်နဲ့တွေ့ပြီးကတည်းကရွာထဲမှာအစပြောက်သွားခဲ့ပါတယ်။သူမဟာရွာပြင်ကတင်းချိုင်းဟောင်းကြီးတစ်ခုထဲမှာအောင်းနေပြီးသူမရဲ့ပျက်စီးသွားတဲ့အောက်လန်းအစီရင်တွေကိုပြန်ဆူဆောင်းနေခဲ့တာပါ။သူမရဲ့မျက်လုံးတွေကတော့ကလစားချေလိုစိတ်ကြောင့်ပိုပြီးနေမြန်းနေပါတယ်။ဒီကောင်လေးမင်းမဘလို့အစွမ်းမဲ့ရှိငါ့ရဲ့သွေးဆုပ်ကဝေစီရင်ကိုတော့မင်းမကြော်နိုင်စေရဘူးလို့သူမကတိုးတိုးလေးချိန်ဆိုနေပါတယ်။သူမဟာဖိုးခေါင်ရဲ့သပင်တက်မြင်ကိုရဖို့အတွက်ရွာထဲကလူယုံတယောက်ကိုငွေပေးပြီးစိတ်ခမ်းလိုက်ပါရတယ်။အောင်လန်းပညာမှာပစ္စည်းကိုပွားသပင်ခြေသေးရရင်ပြူစားရတာပိုလဲကူသွားတာကိုတညမှာတော့ဖိုးခေါင်အိပ်ပျော်နေတော့ထူးဆန်းတဲ့အတန်တွေကြားလိုက်ရတယ်။အိမ်ခေါင်မိုးပေါ်မှာခဲနဲ့ပေါက်တန်တွေပြီးတော့မိန်းကလေးတယောက်ရဲ့ငိုတန်လိုရီတန်လိုအတန်တွေပေါ့ဖိုးခေါင်နိုးလာတော့သူ့ရဲ့လက်ပွားကမှဲ့ဆုံးဟာအရင်ကထက်ပိုပြီးပူလောင်နေရကိုခံစားလိုက်ရတယ်။သူအပြင်ကိုကြည့်လိုက်တဲ့အခါအိမ်ရှိကဝန်းထရံပေါ်မှာနတ်မောင်နေတဲ့အရေးကြီးတစ်ခုထိုင်နေတာကိုမြင်လိုက်ရတယ်။အဲ့ဒီအရေးကတဖြည်းဖြည်းချင်းလှည့်ကြည့်လာတော့မျက်လုံးနေရာမှာအပေါက်ကြီးနှစ်ခုပဲရှိတဲ့စုံမကြီးဒေါ်မြရဲ့ဝိညာဉ်ကိုယ်ပွားဖြစ်နေတာပါ။သူမကဖိုးခေါင်ကိုလက်ညှိုးထိုးပြီးဒီညမင်းရဲ့အသက်ကိုငါလာယူပြီလို့ပြောလိုက်တဲ့အခါအိမ်ထဲကိုအေးဆက်ဆက်လေချမ်းတွေတိုးဝင်လာပါတော့။အဲ့ဒီချိန်မှာပဲအဖိုးဖြစ်သူဦးမြတ်ခေါင်ဟာသူ့ရဲ့အဆောင်ထုတ်ကြီးကိုကင်ပြီးအခန်းထဲကိုဝင်လာပါတယ်။ညီမကြောက်နဲ့အဖိုးရှိရလို့ပြောရင်အိမ်တကဝမှာအင်းခွက်တစ်ခုကိုချက်ချင်းရေးဆွဲလိုက်တော့စုံမကြီးရဲ့ဝိညာဉ်ဟာအိမ်ထဲကိုဝင်လို့မရပဲအပြင်ကနေတဆာဆာနဲ့အော်ဟစ်နေပါတယ်။ဒါပေမဲ့စုံမကြီးကပိုပြီးရက်ဆက်တဲ့အစီရင်ကိုတောင်းလိုက်ပါတယ်။သူမကတင်းချိုင်းကအယိုးစုတွေကိုခေါ်ပြီးအိမ်ကိုဝိုင်းထားလိုက်တာပါ။ဖိုးခေါင်ကအဲ့ဒီညင်ဝင်းကိုကြည့်ပြီးကြောက်မဲ့အစားစိတ်ကိုတင်းငြိမ်အောင်ထားလိုက်တယ်။သူအဖိုးတင်ပေးထားတဲ့အလင်းတိုင်ကားကိုရွတ်ဆိုရင်သူ့ရဲ့လက်ပွားကိုအပြင်ဘက်ကိုဖြန့်လိုက်တဲ့အခါနေရတဲ့အလင်းတန်းတွေဟာအမောင်တို့ကိုထိုးထွက်သွားပြီးအပြင်ကအယိုးစုတွေနဲ့စုံမကြီးရဲ့အရိပ်ကိုမြင်းများလောင်ကျွမ်းသွားပါတော့တယ်။အဲ့ဒီအခါမှာတင်းချိုင်းကစုံမကြီးရဲ့နာကျင်စွာအော်ဟစ်တန်ဟာတရော်လုံးဟိမ့်ထွက်သွားခဲ့ပါတယ်။အပိုင်း3ဖိုးခေါင်နဲ့တောနက်ထဲကပျောက်ဆုံးနေသောဖျားကြောင့်ဖိုးခေါင်အသက်12နှစ်သားအရွယ်နွေရသေးရဲ့တရက်မှာပေါ့အင်းပြက်ရွာကိုတောလိုက်မိုးဆိုးတယောက်ဒဏ်ရာအပြစ်နဲ့ရောက်လာပါတယ်။သူကကြောင်းရံတကြားနဲ့ဟိုတောနယ်ထဲကဖျားပြက်ကြီးထဲမှာငါတငယ်ချင်းတွေကြံခဲ့ပြီတခုခုကသူတို့ကိုဆွဲခေါ်သွားတာလို့ပြောပြီးသတိလစ်သွားပါတယ်။ဦးမြတ်ခေါင်ဟာဒါဟာတာမန်တရေချုပ်တာမျိုးမဟုတ်ပဲရှေးအောင်ချိန်စာတစ်ခုခုဖြစ်နိုင်တယ်လို့ရိပ်မိလိုက်ပါတယ်။ဖိုးခေါင်ကလည်းသူ့လက်ဖွားကမှဲ့စွန်းဟာအဲ့ဒီတောဘက်ကိုမျက်နှာမူလိုက်တိုင်းတလတ်တုံခါနေတာကိုသတိထားမိလို့အဖိုးကျွန်တော်သွားကြည့်မယ်ကျွန်တော်ကိုတခုခုကလှမ်းခေါ်နေတယ်လို့ပဲလို့ပြောပြပြီးမြေဖိုးနှစ်ယောက်သွားဖို့ဆုံးဖြတ်လိုက်ပါရတယ်။မြေဖိုးနှစ်ယောက်ဟာလိုအပ်တဲ့အဆောင်အယောင်တွေယူပြီးတောနက်ထဲကိုခြေဆိုင်ခဲ့ကြတယ်။တောနက်ထဲကိုနှစ်ရက်တိုင်ဖြတ်သန်းပြီးရဲ့နောက်မှာတော့ညူမိုင်းတွေအောက်မှာပုံးကွယ်နေတဲ့ရှေးအောင်ဖျားကျောင်းမြတ်ကြီးကိုတွေ့လိုက်ရပါတယ်။ထူးဆန်းတာကအဲ့ဒီဖျားကျောင်းရဲ့ပတ်လည်မှာတစ်ပင်တွေကတိတ်ဆုံးနေပြီးကြီးရနေကပဲတဆာဆာနဲ့អော်နေကြတာပါဖျားเจ้าတဲ့ကိုဝင်လိုက်တဲ့ခဏမှာပဲလေတုကအေးဆက်သွားပြီးအမောင်တို့ကကြီးဆိုးသွားတယ်ဖိုးခေါင်ရဲ့နှလုံးထဲမှာတော့ဖျားเจ้าရဲ့တိုင်ဒီမှာကျိုးနဲ့ချီနှောင်ခံထားရတဲ့ဝိညာဉ်ပေါင်းများစွာကိုမြင်နေရတယ်အဲ့ဒီဝိညာဉ်တွေကတောထဲမှာပျောက်ဆုံးသွားတဲ့လူတွေရဲ့ဝိညာဉ်တွေပဲပေါ့အဲ့ဒီချိန်မှာပဲဖျားစင်းတို့တော်ရဲ့နောက်ွယ်ကနေကိုလုံးလေးနဲ့အရေးပြားတွေကမီးလောင်ထားသလိုမဲတူးနေတဲ့တင်းချိုင်းဆောင်နတ်ဆိုးကြီးထွက်လာပါတော့တယ်။အဲ့ဒီနတ်ဆိုးကြီးကလူစကားကိုလဲချောင်းတန်ကြီးနဲ့ပြောတယ်။ဒီနေရာဟာငါနယ်မြေပဲ။မင်းတို့လူသားတွေချင်းမနေရဘူးတဲ့။ပြောဆူနဲ့နတ်ဆိုးကြီးကအဖိုးဖြစ်သူဦးမြတ်ခေါင်ကိုအမောင်ဝိုင်းတွေနဲ့ရိုက်ပုတ်လိုက်လို့အဖိုးဖြစ်သူလင်းထွက်သွားတယ်။ဖိုးခေါင်ဟာအမျက်ထွက်သွားပြီးသူ့ရဲ့လက်ပွားကိုအားကုန်ဖြန့်လိုက်တယ်။ဒီတစ်ခါမှာတော့မှဲ့စုံကနေထွက်လာတဲ့အလင်းကရိုးရိုးအလင်းမဟုတ်ပဲရွှေရောင်ဝင်းနေတဲ့ဓမ္မဆက်ပုံတရံအလင်းခွင်းကြီးဖြစ်သွားတယ်။ငါအဖိုးကိုမထိနဲ့လို့អော်လိုက်တဲ့ဖိုးခေါင်ရဲ့အတန်ဟာဖျားเจ้าတစ်ခုလုံးကိုတုန်ခါသွားစေတယ်။အဲ့ဒီအလင်းခွင်းကနတ်ဆိုးကြီးကိုဝိုင်းပတ်လိုက်တဲ့အခါ
နတ်ဆိုးကြီးဟာပြာအဖြစ်ကိုလင်းဆင်သွားပြီးပိတ်မိနေတဲ့ဝိညာဉ်တွေအားလုံးလည်းလွတ်မြောက်သွားပါတော့တယ်။ဖျားเจ้าပြက်ကြီးဟာပြန်လည်တိတ်ဆိတ်သွားခဲ့ပေမဲ့ဖိုးခေါင်အတွက်တော့ဒါဟာသင်ခန်းစာအသစ်တစ်ခုပါပဲ။သူ့ရဲ့အစွမ်းဟာဒေါသနဲ့ပေါင်းဆက်လိုက်ရင်ဘလောက်ထိပြင်းထန်သွားနိုင်တယ်လဲဆိုတာသူသိလိုက်ရတယ်။အဖိုးဖြစ်သူဦးမြတ်ခေါင်ကတော့မြီးဖြစ်သူရဲ့ပကုံးကိုပုတ်ပြီးမြီးမင်းရဲ့ပညာကဒီမှာရင်ရက်လို့မရဘူး။ပိုပြီးမြင့်မြတ်တဲ့ဆရာစီမှာပညာသင်ရအောင်မယ်လို့ဆိုလိုက်ပါတယ်။နောက်လာမယ့်အပိုင်းလေးမှာတော့ဖိုးခေါင်နဲ့တာမော်ကဆရာကြီးဆိုတဲ့အပိုင်းမှာဖိုးခေါင်တယောက်တောတောင်တွေကြားတွေကဆရာတော်ကြီးတစ်ပါးစီမှာဘလို့ခက်ခဲတဲ့ကျင့်စဉ်တွေကိုသင်ယူရမလဲဆိုတာကိုစောင့်မျှော်အားပေးကြပါအောင်ရှင်။